မော်ရီကိုပြောတဲ့ကိစ္စခဲနောက်ကိုပြောပေါ့ ဟုတ်လားဟုတ်သူပါပြော သူပါပြန်လို့လဲဆိုတာမပြောခင်မှာမောင်ရောက်ကိုဝင်လင်းတစ်ခုတော့မေးချင်ကျန်တော့မောင်ရင်တကယ်ချစ်လားကျန်နာဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်မောင်ရင်လက်ထပ်ပြီးယူနိုင်လား လက်ထပ်နိုင်ပါတယ်အထွေအား ကျန်နာမှာကိုဝင်ရှိနေလို့ဆိုင်တော့ ဒါ ရန်နာနဲ့သူနဲ့ကဘာမှတွေးသားမတော်ဆက်ဘူးသစိမ့်တွေပါပြီးတော့တအိမ်နဲ့တူတူနေကြတာအခုငါလာလမ်းမှာတော့မင်းအထွေးနဲ့ရန်နာနဲ့အတူတွဲလာတာငါတွေ့ခဲ့တယ်ကြီးချက်လုံးကိုလူ ဘသူလည်းဖြစ်တာ သူသွားပတ်သက်တဲ့လူယုံမှတယောက်ကစော်ကားလိုက်တာအဲ့ကောင်ဘာတူလဲဆိုတော့ကိုလည်းမသိ အဲ့ဒါဆိုကိုကတကယ်ရှိနေတာပေါ့ အဲ့ဒီကိစ္စကိုနေမမဆုံးခင်ကလေးကတိသွားပါရအဲ့ဒါကြောင့်လေမေမေကသူမဆုံးခင်မှာကိုနဲ့ရတနာကိုလက်ထပ်ဖို့ရတနာကိုစောင့်ရှောက်ဖို့သူစာရေးခဲ့မှာလေမောင်ရရတနာကိုချစ်တယ်နောက်ပြီးရတနာဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်လက်ထပ်ပြီးယူနိုင်တယ် ဟုတ်ခဏ မောင်ရတိတ်ပြီးလည်းမတုံလို့တော့ပါနဲ့ကိုကမောင်ရဲ့စိတ်ကိုစားလိုက်တော့ကိုတော့အောင်မယ် ပါထွေးရနောက်ကရမပြောတော့ညနေမှာကိုရှိရေငါတူရောဟာ ဟုတ်တယ်ဒါမဲ့လေစုထဲအောင်ငါတည်းကြီးကနွားမပုတ်တော့ကွာမထမ်းနဲ့ရ ငါရတနာကိုဘလောက်ချစ်ဒါမျိုးရောအနှစ်မဲ့အစင်းရွှေဝါဆိုကြီးရလေးရောဖြစ်သွားမှာကွာ ဟုတ်တယ် နောက်မှအထွေးကငါစိတ်ကိုစမ်းတာညနေမှာကိုမရှိဘူးတဲ့ဘာလို့ရောမလဲတကယ်ချင်းဟာအဲ့ဒီကောင်အထွေးငါ့ကိုအမျိုးမျိုးပြောနေတာဘာလို့မပြောရတော့ မင်းကမယုံလို့မယူတာပေါ့ ငါမယူရဲအဲ့ကောင်တွေးရရန်တော့ယူပါလေ လေတို့မြူတဲ့ကြုံဆိုရင်မင်းယူပေါ့ကွာ ထွေးပြောတဲ့ပထမအချိန်တိုင်းဆိုရင်ဟောင်းကရှက်လို့ဆုံးအောင်မဟုတ်ဘူးကွာအိမ်တော်လေးတာဟုတ် အနေလေမင်းကြီးရလားရန်နာကိုတော်တော်ဆွဲလန်းနေရပုံပဲ အေးဆွဲလာတော့အတော်ကြောင်တောက်တာကွာတောက်တာကွာ